မကွေးတိုင်းမြိုင်မြို့နယ်ထဲမှာစစ်တပ်စစ်ကြောင်းကိုလိုက်လံတိုက်ခိုက်ရာစစ်သား90ဦးထပ်မံတေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများတင်စီရရှိခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကထုတ်ပြန်ထားပါတယ်။ဇွန်လ15ရက်နေ့မှာစပြီးပခုတ်ကူတပ်မ101မှထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုပခုတ်ကူမြို့နယ်တွင်းမှမြိုင်မြို့နယ်အထိ ABSDF နဲ့မဟာမိတ်အဖွဲ့တွေကလိုက်လံတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်မှတပ်မှုများအပါအဝင်စစ်သား90ဦးထပ်မံတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်လက်နက်ခဲအများအပြားနဲ့စစ်ဘက်ဆိုင်ရာအသုံးဆောင်ပစ္စည်းများရင်ရန်တရားများကိုပါတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းဟာစစ်ကြောင်းတို့ရလမ်းတစ်လျှောက်ရှိရွာများကိုမိရှို့ဖျက်ဆီးရာအပြင်ဒေသခံ9ဦးကိုလည်းတပ်ဖြတ်ခဲ့တယ်လို့ ABSDF ကဖော်ပြထားပါတယ်။ဒါပြင်အဲ့ဒီစစ်တပ်စစ်ကြောင်းဟာအထိနာပြီးတွင်းမရွာပြူစောတိစခန်းတို့ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းဒဏ်ရာရသူများကိုလာတဲ့ဖို့တွင်းမရွာပြူစောတိစခန်းတို့လာတဲ့ MI-70 ရဟတ်ယာဉ်တစ်စီးကိုလည်း PDF ကအသေးခံ drone နဲ့တိုက်ခိုက်ခဲ့လို့မီးလောင်ပေါက်ကွဲသွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကိုမကွေးပြည်သူကာကွယ်ရေးတပ်မတော်မကွေး Federal Unit စစ်ကြောင်းများဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPL KG တပ်ဖွဲ့ပခုတ်ကူခရိုင်ပကဖပေါက်ပကဖမြိုင်ပကဖပခုတ်ကူပကဖရေစကြိုပကဖမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပခုတ်ကူခရိုင်2 6ခွန်12 14 15 19 18တရင်များတိုင်းပကဖစစ်ကြောင်း၄ကမ္မတပ်ပေါင်းစုပြည်သူ့လုံခြုံရေးအင်အားစုကမ္မPLC တပ်ပေါင်းစုအညာမြေတပ်ပေါင်းစု8 plat အင်အားစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်။ဟောတော့ထိန်ရနော်လိုက်ထဲနော်ဟုတ်ပါပါဟုတ်ပါလာလာဒီကောင်တွေခက်လာတဲ့ကောင်တွေဝတ်တဲ့နေရာကျွန်တော်ပြမှာကွာဒီကောင်တွေခါလာလိမ့်မယ်ဟိုတဲမှာနေလို့တဲ့ခမဲ